ဒီနေရာမှာတိုက်ပွဲဝင်နေရပါအဓိကအခုအချိန်မှာအရန်အရေးကြီးဆုံးလိုအပ်နေတာက CDM မှာပဲအဲ့တော့ဒီစာရရုံးမှာရှိတဲ့ပြည်သူဝန်ထမ်းများအားလုံးကျမဒီနေရာနေလာပြီးတော့တောင်းဆိုတာပါမေတ္တာရက်ခံတာပါရှင်ပြည်သူတွေနဲ့တသားတဲ့ CDM မှာပါဝင်ပေးကြပါ CDM မှာပါဝင်ပေးတဲ့ပြည်သူဝန်ထမ်းများအားလုံးအတွက်ကိုလည်းစောင့်ရှောက်မှုတွေအားလုံးတရားဝင်အားလုံးရှိထားပြီးသားလို့ပြောချင်ပါတယ်ရှင်ပြီးတော့နိုင်ငံတကာအနေနဲ့အရက်ကလူဒန်းထားတဲ့တရားဝင်စောင့်ရှောက်မှုတွေလည်းရှိနေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျမတို့ရဲ့အတိတ်တွေလည်းမလှခဲ့ပါဘူးအခုလက်ရှိပြစ္ဆုတ်ပံလည်းမလှပါဘူးအဲ့တော့ကျမတို့သားသမီးတွေပြည်သူလူထုတွေရဲ့အနာဂတ်တွေအားလုံးလှပဖို့အတွက်တခုတည်းတော့အရေးကြီးဆုံး CDM ကိုပါဝင်ပေးကြပါလို့ကျမပြောချင်ပါတယ် CDM မှာပါဝင်ပြီးသားလူများအားလုံးကိုလည်းအရန်ကိုလည်းလေးစားပါတယ်ကျေးဇူးလည်းအများကြီးလည်းတင်ပါတယ်နောက်ထပ်ပါဝင်ပေးဖို့မပါဝင်ရသေးတဲ့သူများကိုလည်းအချင်းချင်းစီယုံပေးဖို့လှုံ့ဆော်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်ကျမတို့တွေနဲ့တသွေးရတသားတဲ့ပါဝင်ပေးကြပါလို့ကျမလေးလေးစားစားနုံညွန့်စွာမေတ္တာရက်ခံပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုပြည်သူတွေအားလုံးကကိုယ့်ရဲ့စန္ဒကိုငြိမ်းချမ်းစွာနဲ့နေ့တိုင်းထုတ်ဖော်နေကြတယ်သူတို့လမ်းမပေါ်မှာလည်းလူငယ်တွေရောလူကြီးတွေရောကလေးတွေရောအကုန်လုံးထွက်ပြီးတော့စန္ဒထုတ်ဖော်နေကြပါတယ်အဲ့ဒါကြောင့်ပထမအဆုံးအဆင့်အနေနဲ့သူတို့ပြည်သူတွေအားလုံးလွတ်မြောက်ဖို့အတွက်သူတို့ပြည်သူတွေကိုပြည်သူဝန်ထမ်းတွေက CDM မှာပါဝင်ခြင်းနဲ့ကူညီပေးကြပါကယ်တင်ပေးကြပါလို့ဒီကနေအတနာခံတောင်းပန်လိုပါတယ်ရှင်မင်္ဂလာပါကျမတို့ချစ်တဲ့CDM မှာပါဝင်ပေးတဲ့ဝန်ထမ်းတွေသူရဲကောင်းတွေအားလုံးကိုကျွန်မလေးစားစွာနဲ့ဥညွတ်ကာရောပြုပါတယ်ပြည်သူတယောက်အနေနဲ့အရန်ကိုမျှော်လင့်ပါတယ်အရန်ကိုအားကိုးပါတယ်ကျမတို့မှာအားကိုးစရာဆိုလို့ CDM မှာပါဝင်လာမဲ့ဝန်ထမ်းသူရဲကောင်းတွေပဲရှိပါတယ်ကျမတို့ရဲ့မျှော်လင့်ချက်ကျမတို့ကလေးတွေရဲ့အနာဂတ်အတွက် CDM မှာပူးပေါင်းပါဝင်ပေးကြပါလို့ရိုသေစွာနဲ့အတနာခံတောင်းပန်ပါတယ်ရှင်ဟုတ်လက်စစ်ရုံးပါဒီမှာမပိတ်နဲ့ကျွမ်းကျင်တဲ့တွေလာကျွမ်းလို့ရပါတယ်မရှယ်ဘူးတင်ရသေးလားကျွန်တော်တို့ဒီနေ့ဒီကိုလမ်းမပေါ်ပေါ့နော်ဖတ်နေရတဲ့အကြောင်းရင်းကတော့ဒီကဒီကိုရောက်ရှိလာတဲ့အကြောင်းရင်းကတော့ CDM မှာပါဝင်တဲ့ဝန်ထမ်းတွေပါဝင်ခဲ့တဲ့ဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်စကားပြောခြင်းလို့ရမပါဝင်ရသေးတဲ့ CDM မှာမပါဝင်ရသေးတဲ့ဝန်ထမ်းတွေကိုပြည်သူဝန်ထမ်းတွေကိုဆက်လက်ပြီးတော့ပါဝင်ဖို့လည်းတိုက်တွန်းကြပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ညဘက်တွေဆိုရင်ထိတ်လန့်မှုတွေချောင်းလန့်မှုတွေနေရပါတယ်လုံးဝမလုံခြုံတော့ပါဘူးအဲ့တော့စဉ်းစားတာကြည့်လိုက်တော့နောက်ပိုင်းနေမှာဒီလူတွေဆက်ပြီးတော့အုပ်ချုပ်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကြီးဘယ်လိုဆက်ဖြစ်မလဲဆိုတာစဉ်းစားကြည့်လိုက်တော့အခုရပ်ပိုင်းနေကျွန်တော်တော်တော်လေးဒုက္ခရောက်နေပါပြီအခုကအဲ့အရေးတော်ပုံတော်လန်ဖို့အတွက်အဲ့စစ်အာဏာရှင်တွေကိုတော်လန်ဖို့အတွက်ကျွန်တော်တို့အဓိကလောက်အောင်မှာ CDM ပဲဖြစ်ပါတယ်ဆိုတော့ CDM မှာပါဝင်ပေးကြပါ CDM လောက်ကြလို့6လမ်းမှုတွေလည်းလာပါလိမ့်မယ်ချင်း6တာတွေလည်းရှိပါလိမ့်မယ်လုံးဝမကြောက်ပါနဲ့ကျွန်တော်တို့အတူတူရှိပါတယ်ကျွန်တော်တို့ပြည်သူတွေအားလုံးအတူတူရှိပါတယ်ကျွန်တော်နုပညာရှင်တွေလည်းလိုအပ်တဲ့အကူအညီမှန်သမျှကူညီပေးဖို့အစဉ်နဲ့မှာပဲဂရုပေးပါတယ်လိုအပ်တာတွေအကုန်လုံးလုပ်ပေးဖို့လည်းဂရုပေးပါတယ်အဲ့တော့ CDM မှာပါဝင်ပေးကြပါပြည်သူဝန်ထမ်းတွေရတာ CDM မှာပါဝင်ဖို့ဒီအရေးတော်ပုံကိုအောင်နိုင်ဖို့အဓိကလောက်အောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းအတူ CDM မှာပါဝင်ပေးဖို့ထပ်မံပြီးတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်အရေးတော်ပုံအရေးတော်ပုံCDM ကတကယ်ကိုရေးကြည့်ပါတယ်ဒါကနိုင်ငံရေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကျမကတော့အခုဒီ CDM movement မှာပါဝင်နေတဲ့ဆရာဝန်ဖြစ်ပါတယ်ချင်းချမှုတွေရှိရယ်အဆင်မပြေရရှိရယ်အခက်အခဲတွေအများကြီးရှိရယ်အဲ့ဒီအားလုံးကိုကူညီဖို့အတွက်လည်းကျွန်တော်အားလုံးအဆင်သင့်ရှိနေရပေါ့နော်အဲ့လိုကျမပြောချင်ပါတယ်ကျွန်တော်တို့ဒီအစိုးရ NLD အစိုးရတဲ့လက်ထက်မှာကိုဗစ်နဲ့ပတ်သက်ပြီးတော့အခုကာကွယ်ဆေးတွေပြင်
စားတာတောက်တာရဆက်စရင်ငိမ့်လုံးနိုင်ခဲ့တယ်ဆိုတာကျမတို့9နှစ်အတွင်းမှာပြောင်းလဲမှုတွေအများကြီးကိုရုန်းကန်တည်ဆောက်ခဲ့တာဒီဥစ္စာတွေကထပ်ပြီးတိုးတက်နေရမယ်ဝုန်းနဲ့ပြန်ပြီးအပြုတ်လဲခံတော့မလို့လားနော်အဲ့တော့ဒီဟာကိုအပြုတ်လဲမခံချင်ဘူးပို့ပြီးခိုင်မာပြီးပုံပြီးမြင့်မာတဲ့ကျမ်းမာရေး system မျိုးကိုသွားချင်တယ်ဆိုရင်ပြည်သူတွေကပူးပေါင်းပါဝင်ပေးဖို့လိုပါတယ်တိုက်တိုင်းတွန်းတွန်းပါဝင်မှုကျမတိုက်တွန်းချင်ပါတယ်တက်ညီလည်းကြီးပါဝင်ပေးကြပါလို့မေတ္တာရက်ခံချင်ပါတယ်ရှင့်အားလုံးပဲမင်္ဂလာပါကျွန်တော်ပြည်တီဦးပါခင်ဗျာကျွန်တော်လူရင်းတူရှင်းလေးပဲပြောပါမယ်ကျွန်တော်တို့အားလုံးအခုလိုမျိုးလမ်းပေါ်ရောက်နေဆိုတာအနိုင်ကျင့်တာကိုမကြိုက်လို့ပါအနိုင်ကျင့်တာကိုကြိုက်ကြပါသလားခင်ဗျာကြိုက်ပါဘူးကျွန်တော်တို့သားသမီးတွေရဲ့အနာဂတ်တွေအများကြီးရှိပါတယ်ဒီအနာဂတ်အတွက်ကိုကျွန်တော်တို့တွေဒီတိုက်ပွဲမှာပါဝင်နေကြတာဖြစ်ပါတယ်ဒီတိုက်ပွဲအတွက်ကိုအရေးကြီးဆုံးက CDM ပါပဲ CDM အောင်မြင်မှပဲဒီတိုက်ပွဲဟာအောင်မြင်မှာပါဒါဟာအရန်သိကြပါတယ်ဒါကြောင့်မို့ကျွန်တော်တို့တွေဟာအခုလိုမျိုးကျွန်တော်ရောက်ရှိလာတာဖြစ်ပါတယ်ကျွန်တော်တို့တွေကဖိအားပေးတာမဟုတ်ပါဘူးကျွန်တော်အတင်းအကျပ်ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကမေတ္တာရက်ခံတာပါကျွန်တော်တို့ကတောင်းပန်တာပါကျွန်တော်တို့ကအသနာခံတာပါဒီ CDM တိုက်ပွဲလေးအောင်မြင်မှသာကျွန်တော်တို့လူချင်းတဲ့ပန်းနိုင်ကိုရောက်မှာဖြစ်ပါတယ်မရသေးတဲ့အချိန်မှာလည်း CDM မှာဘာလို့အလုပ်ပြုတ်တယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေအားလုံးကဝိုင်းဝန်းပြီးတော့ဆောက်ရှောက်မှာပါကျွန်တော်တို့တွေတည်တည်ချာချာစီစဉ်နေပါတယ်ကျွန်တော်တို့မိသားစုကိုယ်တိုင်လည်းပါဝင်လူတန်းထားပြီးသားဖြစ်ပါတယ်ပါဝင်လူတန်းနေကြတဲ့အမျိုးမျိုးအနေနဲ့အရက်ရက်နိုင်ငံခြားကနေပြီးတော့လူတန်းကြသူတွေလည်းအများကြီးပါကျွန်တော်တို့ပြည်သူအချင်းချင်းဝိုင်းဝန်းပြီးတော့ဆောက်ရှောက်ကြတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီတိုက်ပွဲကိုဆက်လက်ပြီးတော့ချီတက်သွားပါမယ်ဒါကြောင့်ညီကုန်းချုပ်ပြောချင်တာက CDM မှာပါဝင်ပေးကြပါကျွန်တော်တို့အတနာခံတာပါကျွန်တော်တို့မြေတားရက်ခံတာပါကျွန်တော်တို့တောင်းပန်တာပါလမ်းပေါ်မှာကျွန်တော်တို့ထွက်နေကျွန်တော်တို့မှလည်းမိသားစုရှိပါတယ်ပြည်သူဝန်ထမ်းတွေမှလည်းမိသားစုရှိပါတယ်ကျွန်တော်တို့တွေအားလုံးကအတူတူပါပဲကျွန်တော်တို့တွေမှလည်းကျွန်တော်တို့ရဲ့အနေအထားတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တွေလမ်းပေါ်ရောက်နေပါတယ်အားလုံးဟာအတူတူပါပဲဒီ CDM လေးမှာပူးပေါင်းပါဝင်ပေးကြပါလို့ကျွန်တော်တို့အနေနဲ့မြေတားရက်ခံပါတယ်တောင်းပန်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်တော်ပြည်သူတွေညီရလားဟဲ့ညီရညီရတော်ပြည်သူတွေညီရလားဟဲ့ညီရညီရတော်ပြည်သူတွေညီရလားဟဲ့ညီရညီရရဲတော်ဘုံရဲတော်ဘုံရဲတော်ဘုံကျေးဇူးတင်ပါတယ်ဒီနေရာကိုထွက်လာတာလေအဓိကအရေးကြီးဆုံးက CDM မှာပါဝင်ပေးဖို့ပါကျွန်မအရေးကြီးဆုံးဟာလို့ပဲပြောချင်တာပါဒီမှာ CDM မှာမပါဝင်သေးတဲ့ပြည်သူဝန်ထမ်းတွေအားလုံးပြည်သူတွေအားလုံးကိုကယ်တင်တဲ့အနေနဲ့ကူညီတဲ့အနေနဲ့အားလုံးရဲ့အနာဂတ်တွေလှပဖို့အတွက်အားလုံးပါဝင်ပေးကြပါပူးပေါင်းပေးကြပါရုံးမတက်ဖယ်နေပေးကြပါလို့ကျွန်မမေတ္တာရက်ခံချင်ပါတယ်ရှင်တွေကနေပြီးလေးလေးစားစားနဲ့တောင်းဆိုချင်ပါတယ်ရှင်အဲ့တော့ကျမတို့ပြည်သူတွေနဲ့တသွေးတဲ့တသားတဲ့အားလုံးပူးပေါင်းပြီးတော့ပါဝင်ပေးကြပါသူတို့ဒီနေ့လာခဲ့တဲ့အရွေးချက်ကလေးရတော့လေလောလောဆယ်မှာ CDM movement လေးမှာပါဝင်ပေးနေတဲ့ပြည်သူဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်တယ်ဆိုတာလေးကိုပြောရင်းနဲ့ CDM movement မှာမပါနိုင်သေးတဲ့ဝန်ထမ်းတွေလည်းပါဝင်ပေးကြပါလို့မေတ္တာလာရက်ခံတာပါဘာလို့သူတို့ဒီတရက်နေ့ကနေစပြီးတော့ပြည်သူတွေတော်တော်ရှေ့ဘာဆက်လို့ရမလဲမသိပဲနဲ့ပေါ့နော်အခုဆိုလို့ရှိရင်တော်တော်ဆိုးရလာပါပြီညဘက်တွေလည်းအိမ်လို့မရကြတော့ဘူးဒါကြောင့်မို့လို့ကျမတို့နဲ့အတူတူတိုက်ပွဲဝင်မဲ့ CDM သူရဲကောင်းတွေကိုကျမတို့ဒီကနေလာပြီးတော့ဖိတ်ခေါ်တာပါပြည်သူတွေနဲ့အတူတူပူးပေါင်းပါဝင်ပေးပါပြည်သူတွေရဲ့ဆန္ဒကိုနှလုံးသားနဲ့နားထောင်ပေးကြပါပြည်သူတွေရဲ့နှလုံးသားနဲ့ထပ်ထူကြတဲ့သူရဲကောင်းတွေရန်ကုန်မြို့တော်စီပင်သားရရေးကော်မတီမှာအများကြီးရှိတယ်ဆိုတာယုံကြည်ပါတယ်ဒီသူရဲကောင်းတွေထွက်လာမဲ့နေ့ကိုလည်းကျမတို့တွေမျှော်လင့်တကြီးနဲ့စောင့်စားနေကြပါတယ်ပြည်သူတွေအားလုံးနဲ့အတူတူပါဝင်ပေးကြပါလို့မေတ္တာရက်ခံလာပြီးတော့အတနာခံတာဖြစ်ပါတယ်ရှင်ဒီမြို့နယ်စီပင်သားရဲ့ကော်မတီရုံးရှိကိုရောက်လာတာတော့ဒီထဲမှာရှိတဲ့ဝန်ထမ်းတွေအကိုတို့အမတို့အကုန်လုံးလာပြီးမေတ္တာရက်ခံတာဖြစ်ပါတယ်ညီမတို့နဲ့တူ CDM မှာပါဝင်ပေးကြပါညီမတို့ကိုကယ်ပေးကြပါ
ညီမတို့အနူးညွတ်တောင်းဆိုနေရဖြစ်ပါတယ်